မင်္ဂလာပါခင်ဗျာကျွန်တော်ယခုပြောပြမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ဒေါင်းထားတဲ့ဗီဒီယိုဖိုင်တွေကို MP3 ဖိုင်အဖြစ်ပြောင်းချင်တယ်ဆိုလို့ရှိရင်ဘယ်လိုနည်းလမ်းလေးနဲ့ပြောင်းလို့ရမလဲဆိုတာလေးကိုပြောပြပေးမှာဖြစ်ပါတယ်ယခုနည်းလမ်းလေးကိုပြောင်းလဲဖို့အတွက်ကျွန်တော်တို့ software လေးတစ်ခုတောင်းလိုက်မယ်ပေါ့နော်ကျွန်တော်တို့ဒီ Play Store ကိုကျွန်တော်တို့တွားလိုက်ပါမယ် Play Store ကိုတွားလိုက်မယ်ပြီးရင်ကျွန်တော်တို့ search ပေါ့နော်ကျွန်တော်တို့ဒီ search လေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်ကျွန်တော်တို့ဒီ set လေးကိုတစ်ချက်နှိပ်လိုက်မယ်နော်ပြီးရင်ကျွန်တော်တို့ VIDEO ပေါ့နော် video 2ပေါ့နော် MP3 လို့ရိုက်လိုက်ပါပြီးရင်ကျွန်တော်တို့အောက်နားလေးက search ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါဒါဆိုရင်ဒီလိုပေါ်လာမယ်ပေါ့နော်ဒီ software တွေထဲမှာကျွန်တော်ဒီ software လေးပေါ့နော်ဒီ software လေးဒီ software လေးကို down လိုက်ပါ video to MP3 ဆိုတာလေးနော်အဲ့လေးကို down လိုက်မယ်ဒါက InShot ကထုတ်ထားတဲ့ဥစ္စာပေါ့နော် InShot ကထုတ်ထားတဲ့ဟာလေးဒါကျွန်တော်ကတော့ down ထားပြီပေါ့နော် down ထားပြီဆိုတဲ့အခါကျတော့ကျွန်တော်ထွက်လိုက်ပါပြီဒါကတော့အသုံးပြုတဲ့အခါကျလို့ရှိရင်internet မလိုပါဘူးเนาะဒီ software လေး down ပြီးသွားပြီဆိုလို့ရှိရင် internet မလိုပါဘူးကျွန်တော် down ပြီးပြီဆိုတော့ကျွန်တော် software လေးကိုကျွန်တော်ဖွင့်လိုက်ပါတယ်ဒီနေရာမှာကျွန်တော်တို့ဆိုဒီ feature တွေအများကြီးပေါ့နော်အများကြီးတုံးလို့ရပါတယ်ကျွန်တော်ကကြတော့ MP3 ပေါ့နော်ဒီ video ကနေတော့ audio ပြောင်းမှာပေါ့နော် audio ပြောင်းမှာဆိုတော့ကျွန်တော်ဒီအပေါ်ကအဘောက်ခွက်လေးပေါ့နော်ဒါလေးတစ်ချက်နှိပ်လိုက်မယ်ပြီးပြီဆိုလို့ရှိရင်ပေါ်လာတဲ့စီမှာပေါ့နော်မိမိတောင်းထားတဲ့ video file တွေထဲကပေါ့နော်ပြောင်းနေတဲ့ video file တစ်ဖိုင်ကိုရွေးလိုက်မယ်ပြီးတော့မှကျွန်တော်တို့ဒီနေရာကနေလို့ဒါ compact ကိုနှိပ်ပေးလိုက်ရမှာပဲကျွန်တော်တို့ audio file လေးပြောင်းနေတယ်ဆိုလို့ရှိရင် compact ဆိုတာလေးကိုနှိပ်ပေးလိုက်ရမှာပဲဒီက bitrate ဆိုတာကတော့မိမိအဆင်ပြေရထားပါတော့ဒီ spinal လေးနှိပ်ပြီးတော့မှမိမိထားချင်တာလေးရွေးလိုက်ပါဒီက bitrate များတယ်ဆိုရင်ကတော့ quality ပိုပြီးတော့ကောင်းတာပေါ့နော်ဒါကတော့ကျွန်တော်တို့ video file တွေကနေပေါ့နော် audio file ကိုပြောင်းတဲ့နည်းလေးပါဒီမှာက audio file မှာပေါ့နော်ဒီမှာ MP3 ဆိုတဲ့နေရာလေးမှာ spinal လေးကိုနှိပ်လိုက်ပေါ့နော်နှိပ်ပြီးဒီမှာပြောင်းနေတဲ့ဒါသူရဲ့ format တွေပေါ့နော်ကျွန်တော်ကတော့ MP3 ပြောင်းတာကိုပြတာပေါ့နော်ဒီမှာမိထားခြင်းနဲ့ထားလို့ရပါတယ်ဒီမှာညာတော့အဖြစ်ကတော့ဒါ MP3 ပေါ့နော် MP3 ပဲတုံးပါတယ်ပြီးရင် compact ကိုနှိပ်ပေးလိုက်မှာပဲနော်ဒါဆိုလို့ရှိရင်ဒါ MP3 file လေးပြောင်းသွားမှာပါဒါတော့ video ကနေ audio MP3 file ပြောင်းလဲတဲ့နည်းပေါ့နော်ကျွန်တော်ဒီ software လေးတုံးပြီးတော့မှဒါဒီ software လေးမဆိုးပါဘူးကောင်းပါတယ်ပေါ်တယ်ပေါ့နော်ဒါကတော့ video ကနေ audio ပြောင်းတဲ့နည်းလမ်းလေးပါဒါကျွန်တော်မပြောင်းပြတော့เนาะကျွန်တော်ထွက်လိုက်ပါပြီနောက်ထပ်ဒီမှာတုံးလို့ရတယ်အများကြီးရှိတယ်ပေါ့နော်ဒီမှာမိမိက audio file ပြောင်းလာပြီပေါ့နော်ဒီမှာမိမိက audio file နေရှိတယ်ပေါ့နော်ရှိတယ်ဆိုလို့ရှိရင်ဒီ audio file ကိုဘယ်လိုမျိုးformat နဲ့ပြန်ပြောင်းမလဲဆိုတာပေါ့နော်ဒီ audio format လေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးရင်ဒီမှာပေါ့နော်ဒါ localization ပါကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပေါ့နော်ဒါဥပမာပြပေးတာပေါ့နော်ဥပမာပြပေးရဆိုတော့ကျွန်တော်ဒီဟာလေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးရင် next ဟာလေးကိုတစ်ချက်နှိပ်မယ်ဒါကျွန်တော်ဥပမာပြပေးတာနော်ဒီမှာကformat တွေအများကြီးရှိတယ်နော်ဒီမှာအောက်နားလေးမှာWAV လေးရှိတယ် MP3 လေးရှိတယ်ပေါ့နော်ကျွန်တော်အခုက MP3 ဆိုတဲ့အခါကျတော့ MP3 ကနေ WAV ကိုပြောင်းမလားပေါ့နော်တကယ်လို့ဒီအပေါ်က MP3 ဖိုင်ကကျတော့ WAV format နဲ့ဖြစ်နေတယ်ဆိုလို့ရှိရင် MP3 နဲ့ပြောင်းမလားပေါ့နော်ဒီလိုတွေပြောင်းလို့ရတယ်ကျွန်တော်တို့ AI ကထုတ်ပေးတယ်ကျွန်တော်တို့ text to speech ဆိုတော့ကျွန်တော်တို့ဟောတွေဆိုလို့ရှိရင်သူကWAV file နဲ့ပေါ့နော်ကျွန်တော်ထုတ်ပေးတာပေါ့နော်အဲ့ဒီဟာကြလို့ရှိရင်ကျွန်တော် file size တွေကများတာတွေရှိတယ်အဲ့ဒီ file size တွေများတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ WAV file ကနေကျွန်တော်တို့ format ကနေ MP3 format ကိုပြောင်းပေါ့နော်ဒါဒီနေရာတွေမှာလာပြီးသုံးလို့ရပါတယ်ကျွန်တော်တို့ဒီ AI နဲ့ပေါ့နော်ကျွန်တော်တို့ရဲ့ voice တွေကို noise cancelling လုပ်တဲ့အခါမှာလည်းဒီ focus ကနေကျွန်တော်တို့ file ကထုတ်ပေးတဲ့အခါမှာ WAV file နဲ့ထုတ်ပေးတာတွေရှိတယ်အဲ့ဒါတွေကိုလည်းကျွန်တော်တို့ဒီမှာ MP3 format နဲ့ဒီမှာပြန်ပြီးတော့မှ file size နည်းတော့အောင်ပြောင်းလို့ရတယ်ပေါ့နော်ဒါကတော့ audio converter သုံးလို့ရတယ်လေးကိုကျွန်တော်ပြောပြပေးတာပါဒါဆိုရင်ကျွန်တော်နောက်ဆုတ်လိုက်ပါပြီကျွန်တော်မပြပေးတော့ဘူးเนาะဒါကတော့ကျွန်တော်ပြောင်းလို့ရတယ်ဆိုတော့လေးဒီပေါ့နော် feature လေးတွေကျွန်တော်ပြပေးတာပါဒီမှာလည်းအများကြီးပါပါတယ်သုံးလို့ရတာပေါ့နော်ဒါ audio cutter video cutter ပြီးရင်ဒီမှာတော့ဒါ video တွေပေါင်းတာပေါ့နော်အများကြီးပေါ့နော်အောက်မှာဆိုလို့ရှိရင် audio တွေကိုတစ်ခုနဲ့တစ်ခုကိုဆက်တာပေါ့နော် audio mask ဆိုတာကတော့ဒါ video အများကြီးရှိရနော်ဒီ InShot ကထုတ်ထားတဲ့ဒါ
တော်လေးကောင်းတယ်ပေါ့လေပေါ့ပေါ့နော်တုံးကတော့ internet လည်းမလိုပါဘူးဒါဆိုလို့ရှိရင် video site ကိုချုပ်တာပေါ့နော် video compress ဒါတွေကကြတော့ကျွန်တော်ကိုပေါ့နော်ဒါမေးထားတာတွေကတော့ဗီဒီယိုတောင်းတဲ့အခါမှာ MP3 file ဖြစ်ဘလို့တောင်းလို့ရမလဲဆိုတော့လေးမေးထားတာပါကျွန်တော်ကဒါလေးပေါ့နော်ဒါလေးလဲတုံးလို့ရတယ်ဆိုတော့လေးကိုကျွန်တော်ဒီနေရာလေးမှာပြောပြပေးတာပါမိတောင်းထားတဲ့ဗီဒီယို file လေးတွေကို audio file လေးဖြစ်ပေါ့နော်ကြောင်းလို့ရတာလေးပြပြထားတာပါကျေးဇူးတင်ပါတယ်ဆင်ပေးကြပါစေခင်ဗျာ